မထင်ရဘူးညအမေကနားထောင်ပြီးတော့သဘောကျသွားဒီနေ့လိုက်နားထောင်ဘာလောင်လိုက်ကြပါဦးခရက်ရှိသေးလားဆက်ပြီးပြောင်းဒီသုံးနာကြရောချေအဲ့ဒါဘာကတော့ခံစားကျဲလို့ ဟုတ်လားနောက်ကျအမေကိုဆိုပြလိုက်အောင်ကျွန်တော်သားဗီဒီယိုလှမ်းပြီးတော့တောင်းလိုက်မယ်ဝါမပါဘူးပေါ့တကယ်လည်းမှန်တယ်ဝယ်မှာတဲ့ဒီလိုဆိုကားကြာရလောက်ချာဒီကူမိုးရွာမနာပါဆိုအဲ့လေရရှိအောင်လက်ဟာလေးလဲဆိုရမှာတော့ဆုံးပဲလေတော့ခုမထောင်လိုက်ဟုတ်ဘူးတစ်ခုမှထောက်အော်နှစ်ခုထောင်လိုက်နှစ်ခုယူလိုက်မနော်သုံးဖို့ဘယ်လောက်တော့သုံးခုဟုတ်တယ်သုံးခုယူနေလေးခုလည်းသုံးလားလေးခုပဲယူလိုက်လေကြည့်တော့လေထောင်လိုက်900မနေ့ကမှမေးပေးလိမ့်မယ်ရလားပြီးမှငါအမေကိုတို့က900ပေးလိုက်လို့အလောတဲ့အမင်းအပေါ်ပါပဲတော့ဝယ်မှာနဲ့ဗီဒီယိုတစ်ချက်နဲ့ဆိုထားမှာတဲ့သူတို့နေရာလောက်ရလေရညာမလေးအခုတရှင်းဆိုတာမှဒီလိုပူဆွလည်းမလေးကြောက်ကြရင်တရှင်းဆိုတာမှနိုင်နေပြီလေငါပြောင်းပြုတ်နေတာတရှင်းကြီးရအောင်ဩကာတာဩကာတာဩကာတာပါဗျာဒီတနာတော့မအဲ့ဒီချင်းကြိုက်တယ်ထိတ်ချာရေဖရာတပည့်ရောယူကျူလေးပါညနာစုပေးတနာရောမူအားအင်းကြီးရမဘဝနိဗ္ဗာန်ဘုံကိုခေါ်လို့လူကြရီဒုက္ခဘူမိငိမ့်ဘူးရဖရာမတပါထားရမည်ရေချမ်းတစီပန်းတစီကိုတပည့်တော်လူဓမ္မအတုမရှိတော့မူနီမြတ်စွာမစင်မကျင်မမြင်တိတ်ခါဆုံးလုံးကနဲ့ဘဝမောင်နဲ့ရှာဥပါဒံကြောင့်ဥပါလောင်တာအယောင်ယောင်မမဖျောင်းမတွေ့တရားဟိုမိကမာယာတပွေတဘာဝဘုံမာတနာကရိယာမထုံလာတောက်ရီငတ်မတိနိုင်ချာသံဃာရေးနဲ့ပုံပြဥပမာမာယာနုနဲ့မာကံကြမမကုန်သည်ဩဖဏိယဆုံးတွေဩဖဏိယဆုံးတွေမိကမူကမာယာလိုက်တဲ့တိုင်ခွဲကြမှာမာရှာလေးတို့မောင်တနာပြေပါဝေဝေပြေပါလူရလူကြောင့်ဒီကောင်ထို့ချာဒုက္ခပူမိငိမ့်ဖို့ရဖျားမတပါထားရမည်ရေချမ်းတစီပန်းတစီကိုတပည့်ရလူဓမ္မအတုမရှိတော့မူနီမြတ်စွာပညာတတ်ကြည်ဖြင့်ငါလိုမပြမလို့ဦးတယ်လို့ပြောတာရုပ်နဲ့ကနေထွက်ကြတယ်ဟုတ်တယ်ကြီးကြီးကဆိုးတာမိုက်တယ်တောင်းတောင်စိတ်ထဲကဖြစ်တဲ့လူကြတိုက်ဆိုင်သွားရင်ငါဘဝကလည်းအဲ့လိုပါပဲဟဲ့လို့ကျုံညာကြရလုံရှာနေဘူးရွာမနာလို့ငါအဲ့လိုလုပ်ပြတယ်သာသမီရဲ့ပညာတတ်ကြီးဖြစ်သွားမရစာတော်မှတက်ဘူးလေကိုပါရဲ့ဩအထူးကအဲ့ဒါပညာမိဘပညာတက်လို့သားသမီးတက်တယ်လို့သဘောထားရတယ်မိဘဘာတော့သူ့ဘာတော့ခိုင်းစားမှာပေါ့မဟုတ်ဘူးလားမိဘပညာမတတ်ခိုင်းစားမှာအဲ့ဒါပညာတက်တယ်လို့ခေါ်တယ်ပညာဆိုတာဟိုအတန်းပညာတက်မှာပညာတက်တယ်လို့မခေါ်ဘူးပညာဆိုတာအသိပညာသားသမီးတော့စလုံးတောင်းသူနဲ့ပတ်သက်တာဘယ်သူမှမလုပ်တတ်အဲ့ဒါပြောတာလေကိုပညာမတတ်တော့ငါသားရင်ငါသမီးပညာတတ်တယ်ဖြစ်အောင်ဆိုရရည်ရွယ်ချက်ကအများတန်းရှိတယ်နော်မိတန်းတယ်ကျွန်တော်တောင်မှပဲတေချာမမြင်ဘူးပြန်နေမလားပြန်မလေးမနှက်ပြန်ရပါတယ်ခုနေ့ကပြရလေပုံပြရလေဒါတော့ဆောလေးပါဆောပါတယ်အားကြောင့်ဟိုဒီကရောက်တော့လည်းခုပုံမင်းလည်းမရလည်းဟဲ့ဘာလို့
တချင်းလေးဆိုငါလည်းတချင်း တို့သွားတဲ့အိမ်လေးအမေသွားသားတဲ့အိမ်ကိုပြောနေအမေရော ဘဝလေးလို့တော့ချွေချောင်းလို့ဆိုလူပညာတွေးရမနဲ့ပါတယ်လို့ อืม ကျန်တာပြပြ ရရ